စစ်ကောင်စီနဲ့သူ့ရဲ့မဟာမိတ်များစစ်တွေစစ်မြေပြင်မှာအာရခတက်တော်ဟာမြေပြင်ထိုးစစ်နဲ့မြို့ပြတိုက်စစ်တို့ကိုအချင်းဟုန်ပြင်းပြင်းနဲ့တိုက်ထုတ်ရဖွယ်ရှိပြီးတော့စစ်ကောင်စီကလည်းကြီးရေလေအပြင်သူတို့ရဲ့မဟာမိတ်တပ်ပေါင်းစုတွေနဲ့ခုခံပြင်ဆင်ထားပါတယ်စစ်ကောင်စီက AA ကိုတိုက်ခိုက်ဖို့အတွက် Arakan National Defense Force ANDF လို့အမည်ရတဲ့မွတ်စလင်လက်နက်ကိုင်တစ်အဖွဲ့တစ်ခုကိုစစ်တွေကနေပွေးထုတ်ပြလာပါတယ်မောင်တော်မျိုးနေကြာဆုံးချိန်မှာတိုက်ဆိုင်ဆိုပေါ်ထွက်လာခြင်းဖြစ်ပါတယ်အဲ့ဒီအဖွဲ့ကိုစစ်ကောင်စီကဂမကထပြုပြီးတော့စစ်တွေတက်နေမှာတင်းတင်းပေးထားပါတယ် ANDF အဖွဲ့ကို RSO ခေါင်းဆောင်ဟောင်းတူဖြစ်သူဒေါက်တာအီနစ်ဆိုသူကဥဆောင်ကြောင်းစုံစမ်းသိရှိရပါတယ်ပြီးလို့ရှိရင်စစ်မှုထမ်းဥပဒေနဲ့လက်နက်ပြထားတဲ့မွတ်စလင်2000ကျော်ကလည်းစစ်တွေတက်ထဲမှာရှိနေပါတယ်အဲ့ဒီအချက်ကိုကြည့်လို့ရှိရင်စစ်တွေတိုက်ပွဲမှာစစ်ကောင်စီကလူမျိုးရေးပဋိပက္ခဖြစ်အောင်ဖန်တီးလာနိုင်ပါတယ်လက်ရှိမှာလည်းစစ်တွေမျိုးနယ်မှာရှိတဲ့မွတ်စလင်ကြေးရွာတွေမှာစစ်ကောင်စီဟာမွတ်စလင်အမာခံတွေကိုမွေးမြူထားပြီးတော့ AA ရဲ့မြေပြင်လှုပ်ရှားမှုနဲ့ပတ်သက်ပြီးမွတ်စလင်တွေကစစ်ကောင်စီကိုထောက်လင်းတဲ့ပေးခြင်းတွေရှိနေပါတယ်မွတ်စလင်အားလုံးဟာအတင်းအဓမ္မသွသင်းခံထားရသူတွေမဟုတ်သလိုသူတို့ရဲ့သဘောအရစစ်ကောင်စီနဲ့ပူးပေါင်းသူလေးများစွာရှိကြပါတယ်အလားတူပဲစောမြရဆန်နဲ့ဥဆောင်တဲ့ ALP အုပ်စုကလည်း AA ရဲ့မြေပြင်သတင်းတွေကိုရတဲ့နည်းနဲ့စုံစမ်းပြီးတော့စစ်ကောင်စီကိုပေးနေတာကြောင့် AA ဘက်ကလည်းဂရုစိုက်ရမယ့်အနေအထားရှိနေပါတယ်ရန်ကုန်မြို့အင်းစိန်ထောင်မှာအကျဉ်းချခံနေရတဲ့မွတ်စလင်900ကျော်ကိုဖေဖော်ဝါရီလ16ရက်နေ့ကလွှတ်ပေးပြီးတော့စစ်တွေမြို့ကိုပို့ဆောင်လိုက်ကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားကွန်ရက် PPNM ကထုတ်ပြန်ပါတယ်အဲ့ဒီအကျဉ်းသားတွေဟာနေဆက်ဖြစ်ကျော်ကိစ္စတွေနဲ့အာဏာသိမ်းပြီးနောက်ပိုင်းဖမ်းဆီးခံထားရသူတွေဖြစ်ပြီးတော့အဲ့ဒီထဲကအမျိုးသား900ကျော်ကိုစစ်မှုထမ်းဥပဒေနဲ့စစ်တေစစ်ပွဲမှာအသုံးချနိုင်ကြောင်း PPNM ကသုံးသပ်ထားပါတယ်စစ်ကောင်စီဟာခေတ်ဆက်ဆက်ရခိုင်နဲ့မွတ်စလင်တွေကြားတူးခွေးတိုက်ခိုက်ပြီးရခိုင်ကိုအုပ်ချုပ်ခဲ့ကြပါတယ်ပြီးလို့ရှိရင်လူမျိုးရေးဘာသာရေးပဋိပက္ခတွေကိုလည်းမကြာခဏဖန်တီးခဲ့ပါတယ်ဘူးတိတော်မောင်တော်တိုက်ပွဲတွင်မှာလည်းအာဆာ RSO AR တို့နဲ့ပူးပေါင်းပြီးတော့ AA ကိုတိုက်ခိုက်ခဲ့ပါသေးတယ်ပြီးလို့ရှိရင်စောမြရာဇန်နဲ့ဥဆောင်တဲ့ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP အုပ်စုလည်းရှိနေပါတယ် ALP ဟာစစ်ကောင်စီနဲ့ပူးပေါင်းပြီးစစ်တေမျိုးထဲမှာလုံခြုံရေးကင်းလင်းမှုတွေပူးတွဲလှုပ်ဆောင်ခဲ့ပါတယ်ပြီးခဲ့တဲ့မေလကုန်ပိုင်းကစစ်တွေမျိုးစွင်ဗျိုင်းဖြူရော်ကိုဝိုင်းရင်ပိတ်ဆို့ပြီးတော့ရော်သားတွေကိုတက်ပြတ်ခဲ့တဲ့အထက်မှာစစ်ကောင်စီနဲ့ပူးပေါင်းပါဝင်ခဲ့ပါတယ် ALP ရဲ့အထွေထွေအတွင်းရေးမှူးဘူမှုခိုင်သူရင်ကရခိုင်တိုက်ပွဲတွေအကြားစစ်တွေမျိုးမှာစစ်ရေးအသင့်ပြင်ဆင်ထားကြောင်း2024ခုနှစ်ဇွန်လအတွင်းသတင်းမီဒီယာတွေမှာပြောဆိုခဲ့ပါတယ်ဌာနချုပ်ကိုလည်းစစ်တွေမျိုးစဲယုံစုရက်ကွက်နာဇီရောမှာအခြေစိုက်ထားပြီးမြို့တွင်းတွေပြည်သူတွေကိုအကြောင်းအမျိုးမျိုးပြပြီးတော့ဖမ်းဆီးမှုတွေပြုလုပ်နေပါတယ်အဲဒါကြောင့်စစ်တွေတိုက်ပွဲဟာစစ်ကောင်စီနဲ့ပူးပေါင်းမဟာမိတ်တပ်ဖွဲ့တွေဖြစ်တဲ့ ALP မွတ်စလင်ပြည်သူ့စစ် ANDF အုပ်စုတို့ကိုပါ AA ကတိုက်ထုတ်ရမှာဖြစ်ပါတယ်